ရေတို့ရေဘဝဆိုတာခရီးတစ်ခုပဲဘလောက်ဝေးတဲ့ခရီးဖြစ်ပထမဆုံးခြေလန်းတလှမ်းကနေပဲစရတာကွာလှုပ်တိုက်လို့လဲသွားတာကအရှုံးမဟုတ်ဘူးပြန်မထပဲနေတာကမှအရှုံးအစ်စ်ပဲပြန်ထနိုင်တဲ့တက်တိကိုမွေးမြူကြစမ်းများတွေကမင်းကိုဘလို့ပဲမြင်မင်းကိုမင်းဘလို့မြင်တယ်လဲဆိုတာကပို့အရေးကြီးတယ်ကွာလောကမှာအလကားရတာဘာမှမရှိဘူးမြေရဲ့အခုမင်းတို့စိုက်နေတဲ့စူးစမ်းမှုမျိုးစေ့တွေကတနေ့တော့အပင်ကြီးတွေဖြစ်လာမှာပါအောင်မြင်မှုဆိုတာတညတည်းနဲ့ရောက်မလာဘူးကွာဇွဲရှိတဲ့သူအတွက်မဖြစ်နိုင်တာဘာမှမရှိဘူးမင်းတို့တနေ့ထိတ်ဆုံးကိုရောက်သွားတဲ့အခါအောက်ကလေကားထစ်တွေကိုမမေ့ပါနဲ့အောင်မြင်လေးလေးပို့ပြီးနှိမ့်ချတတ်လေးလေးဖြစ်ပါစေကိုအောင်မြင်ုံနဲ့တင်မပြီးသေးဘူးမြေတို့ရဲ့ကိုယ်စီမှာရှိတဲ့အလင်းရောင်နဲ့သူတစ်ပါးရဲ့မီးအိမ်တွေကိုလည်းကူထွန်းပေးလိုက်ပါဦးလောကမှာလူကောင်းတစ်ယောက်အဖြစ်ရှင်သန်ရတာဟာအကြီးမားဆုံးအောင်မြင်မှုပဲမြေတို့ရေ